MacBook မှာ software ပုံစံ2မျိုးရှိမယ် .dmg file နဲ့ apk ဆိုတဲ့ file လေး2မျိုးရှိမှာပဲဖြစ်ပါတယ် MacBook မှာ software တွေထည့်ခြင်းနဲ့ဘယ်လိုထည့်ရလဲဆိုတာကိုကျွန်တော်မိထားတဲ့သူတွေရှိပါတယ်ကျွန်တော်ဒီနေ့ video လေးမှာ software တွေကိုဘယ်လို installation လုပ်လို့ရတယ်ဆိုတာကိုအသေးစိတ်လေးရှင်းပြပေးပါမယ်ဖြစ်ပါတယ်အဲ့တော့ MacBook အသုံးပြုနေ basic အခြေခံကိုမသိသေးဘူးဆိုလို့ရှိရင်ကျွန်တော်တင်ထားတဲ့ဒီ video လေးရှိပါတယ်အဲ့မှာသွားပြီးတော့ကြည့်ကြည့်ပေးပါတခုခု software လိုချင်တာရှိလို့ကျွန်တော် App Store ကိုသွားလိုက်တယ်ဗျာဒါပေမဲ့တခုရှိတာကတစ်ခါတလေမှာကျွန်တော်တို့ကဒီ App Store မှာတချို့ app တွေကမရှိဘူးပေါ့နော်အဲ့ကြလို့ရှိရင်ကျွန်တော်ဘယ်လို installation လုပ်လဲပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ဒီမှာရှင်းပြချင်တာပဲဖြစ်တယ်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့ MacBook ကိုသုံးပြီဆိုတာနဲ့အမြဲတမ်းအဲ့ဒီဟာတော့ပါလာမှာပဲเนาะအဲ့ဒီကောင်လေးရဲ့နာမည်ကတော့ကျွန်တော် Safari လို့ခေါ်တယ် SAFA အဲ့ဒီမှာပေါ်လာပြီဒီမှာတွေ့လာဒီကောင်လေးเนาะဆိုတော့ဒါလေးကိုဖွင့်လိုက်မယ်ဟုတ်ပြီအဲ့လိုဖွင့်ပြီးဆိုတော့ကျွန်တော်ဒီမှာရိုက်ရှာလိုက်ရုံပဲChrome ပေါ့နော်Chrome ကိုကျွန်တော်ဒီမှာ download ဆွဲမယ် download Chrome ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်ဒီမှာ allow ကိုနှိပ်မယ်ဒီမှာစပြီးတော့ download ဆွဲနေပြီပေါ့နော် Okay ဒါဆိုလို့ချင်းကျွန်တော် download ဆွဲပြီးသွားပြီပေါ့နော်အဲ့တော့ install လုပ်ရမှာလွယ်လွယ်လေးပဲဒီလိုလေးပေါ်လာပြီဆိုရင်ကျွန်တော်ဒီကောင်လေးကိုပေါ့နော်ဒီဘက်ကိုကျွန်တော်ဆွဲထည့်လိုက်ရမယ်ဒီတော့ဆိုတော့လက်လေးနဲ့ဒီလိုဖိမယ်ဖိပြရနဲ့ဒီအောက်ကိုဒီလိုလေးဆွဲချပြီးဒီကောင်ကိုလွတ်လိုက်ရုံပဲเนาะအဲ့ဆိုလို့ရှိရင်ဒီမှာinstall လုပ်မှာလားဆိုပြီးသူပြောနေပါတော့ဒါမှကျွန်တော်လောလောဆယ် Chrome ရှိပြီးသားပေါ့နော် Chrome ရှိပြီးသားဖြစ်နေတဲ့အတွက်ကြောင့်မို့ဒီလိုလေးဖြစ်နေတာအကယ်၍ဒီမှာ installation အရင်တော့လုပ်ထားတာမရှိဘူးဆိုလို့ရှိရင်တော့ဒီလိုဟာမျိုးမပေါ်နေဘူးပေါ့နော်ဒီမှာတော့ကျွန်တော်တို့လောလောဆယ်replace ပဲနှိပ်လိုက်တယ်မနော်အဲ့ကြလို့ရှိရင်ဒီမှာစပြီးတော့သူကinstallation လုပ်နေပြီဖြစ်ပါတယ်ဒါဆိုရင်ပြီးသွားပြီဆိုရင်ဒါလေးကိုပိတ်လိုက်မယ်ပြီးရင်ဒီဘက်ဘေးမှာဒီမှာညာဘက်တောက်မှာဒီလိုဟာကြီးကြံနေခဲ့တယ်ပေါ့နော်အဲ့ကောင်ကျွန်တော်ကပိတ်ဖို့လိုတယ်ဒီစကောင် select မှတ်မယ်မှတ်ပြီးရနဲ့ right click တော့ကျွန်တော်တင်ခဲ့တဲ့လက်လေးနှစ်ချောင်းတင်လိုက်ရုံပဲပြီးရင် eject ကိုနှိပ်လိုက်ရုံပဲဒါဆိုရင်ထွက်သွားပြီเนาะဒါကပထမဆုံးတစ် file ပေါ့နောက်ထပ်တစ်မျိုးရှိသေးရပေါ့နော်နောက်ထပ်တချို့ software တွေကမတူဘူးပေါ့နော်အဲ့တော့ကျွန်တော်ထပ်ပြီးတော့လုပ်ပြပေးမယ် zone for mac download ဆိုဒီမှာတွေ့လိမ့်မယ်ဒါလေးကိုနှိပ်လိုက်မယ်ဒီမှာဆိုရင် download zone for mac ဆိုတွေ့ရလိမ့်မယ်เนาะ okay ဒါကိုနှိပ်မယ်နှိပ်ပြီးဆိုတာနဲ့ဒီမှာ accept cookies ဒါလေးလက်ခံလိုက်မယ်ပြီးရင်ဒီမှာနှစ်ခုပြထားတယ်ပေါ့နော်ဒီမှာ download for Apple Silicon ဆိုတာကအခု M1 M2 M3 M4 M1A M1 Pro ဗျာအဲ့ကောင်တွေအကုန်လုံးကကျွန်တော် Apple Silicon လို့ခေါ်တယ်အဲ့ဒီကောင်တွေမတိုင်ခင်မှာကျွန်တော်ကအရင်က Intel တွေသုံးတယ်ပေါ့နော် i3 တို့ i5 ဘာလို့ညာလို့ဆိုလို့ရှိရင်တော့ကျွန်တော်က download for Intel လို့ခေါ်တယ်ကျွန်တော်တို့နောက်ပိုင်း MacBook တွေကတော့ Apple Silicon ဖြစ်သွားပြီဆိုတော့ပို့ပြီးတော့လည်းမြန်သွားတယ်ဒီမှာကျွန်တော်လက်စာရေးပြောချင်တာကအခုမှ MacBook တွေပဲဝယ်မယ် second hand MacBook တွေပဲဝယ်မယ်ဘာညာဆိုလို့ရှိရင်တော့ Apple Silicon ကိုပဲဝယ်သင့်ပါတယ် Intel ကဟာတွေမဝယ်သင့်တော့ဘူးเนาะဒါအရင်လည်းကြာသွားပြီဖြစ်တဲ့အတွက်ကြောင့်လို့เนาะ Okay ဆိုတော့ထားလိုက်ပါတော့เนาะအဲ့တော့ download for Apple Silicon နဲ့လိုက်မယ်ပြီးရနဲ့ဒီမှာ allow ကိုထပ်နေလိုက်ပါဒါဆိုရင်ဒီမှာစပြီးတော့ download ဆွဲနေပြီကျွန်တော်ဒါလေးကိုနှစ်ချက်နှိပ်လိုက်မယ်ခဏလေး minimize လုပ်ထားမယ်เนาะဆိုတော့ပုံစံကမတူဘူးပေါ့เนาะနှစ်မျိုးရှိရယ်ဆက်ဟာကျတော့ဒါမျိုးမမေးဘူးเนาะတန်းပြီးတော့ကျွန်တော်တို့နှိပ်ပြီးရနဲ့ဒီတိုင်း drag and ဆွဲချလိုက်မယ်ဒီကောင်တော့အဲ့လိုမဟုတ်တော့ဘူးဒီမှာတော့နည်းနည်းလေးပုံစံပြောင်းသွားတယ်ပေါ့เนาะ continue ကိုနှိပ်မယ် continue ကိုနှိပ်မယ် install ကိုနှိပ်မယ်နော်ဒီကောင်ကကျွန်တော်ရဲ့ MacBook password ပေါ့နော်ကျွန်တော် login ဝင်ပြီဆိုလို့ရှိရင်တောင်းတဲ့ password ကိုထည့်ပေးရမယ် iCloud password မဟုတ်ဘူးနော်အဲ့ဒါမှားမယ် Okay ဒီမှာဆိုလို့ရှိရင်ရသွားပါပြီ close okay ပြီးရင် move to trash တခါတည်းသူ့ကိုမလိုတော့ဘူးလေနော်မလိုတဲ့ခါကျတခါတည်းကျွန်တော်တို့ mi down နဲ့ထည့်လိုက်လို့ရပြီဆိုတော့တခါတည်းဒီမှာတန်းပြီး zone ကတန်းအောင်ပွင့်လာပြီနော်ဒီမှာOkay အဲ့တော့ MacBook မှာက software ပုံစံ2မျိုးရှိမယ် .dmg file နဲ့ apk ဆိုတဲ့ file လေး2မျိုးရှိမှာပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်အလွယ်တကူနဲ့ MacBook မှာ software တွေကို installation လုပ်တတ်သွားမှာပဲဖြစ်ပါတယ် Okay အားလုံးနောက်တဲ့ video မှာပြန်တွေ့ကြမှာနော် bye bye